သူတို့တွေကတော့ငပြောရဲစားနေကြပါတယ်မိကြည့်လိုက်တော့အခုလောလောဆယ်တော့3ကောင်ပဲရှိပါတယ်တကင်းရဆော်တီလို့ပြန်သူတို့တွေပြန်နှုတ်ဆက်ပါတယ်အားကြလည်းမဟုတ်တော့ပြီးတော့အဲ့ဒီအဝိုင်းကိုလည်းတွန်းလက်တက်ပါတယ်ကြည့်ရတာတော့ခင်းရတင်နာပြရတယ်ထင်တယ်စင်းလေးတွေကိုကျွန်တော်တို့မပြောကြည့်ကြည့်လို့ရပါတယ်သူတို့မပြောကြည့်တော့ကြိုက်တယ်ဗျအတင်းလူစားနေကြတာမပြောကြည့်တချင်းကိုကျွန်တော်တို့50ပြရပါတယ်ဒီကဦးလီကြီးကတော့ကျွန်တော်ထင်တယ်ပေးရည်ဖြန့်ပေးရလို့ထင်တယ်ဗျဘာလဲတော့တခြားမသိပါဘူး